စက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်။7 နှစ်တန်းရောက်လို့ရှိရင်တဲ့ငါးနှစ်သမီးဟာအိမ်အောင်ပြုတဲ့အရွယ်ဖြစ်လာမယ်လို့ဒီလိုဆိုတာ7 နှစ်သမီးအဲ့ဒါကိုဘုန်းကြီးတို့ကတွက်ကြည့်တယ်9 နှစ်သမီး10 နှစ်တန်းအရွယ်မှာ9 နှစ်သမီးအိမ်အောင်ပြုတယ်ဆိုတော့တော်တော်ကိုနောက်ကျတယ်လို့နော်တော်တော်နောက်ကျတယ်ဘာလို့ဆိုခုခေတ်တက်တရာမှာ90မှာအိမ်အောင်ပြုသလိုဖြစ်နေတယ်အဲ့တော့စာပေမှာကြည့်လိုက်တဲ့အခါမူကွဲတစ်ခုရှိတယ်အဲ့ဒီမူကွဲမှာကြည့်လိုက်မယ်ဆိုရင်တော့သူက9 လသမီးလို့ဒီလိုဆိုတယ်ပင်စမာတိကပင်စအဲ့တော့9 လသမီးဆိုတာအချိုးချနဲ့တွက်ကြည့်တော့တေချာသိနိုင်တယ်ပေါ့လူရဲ့သက်တမ်းဟာ10 နှစ်ပဲရှိတယ်10 နှစ်ပဲရှိတော့ခုခေတ်အနေထားနဲ့တွက်ကြည့်ပေါ့ခုခေတ်အနေထားမှာဥပမာပဲ100 တန်းဆိုပါစို့100 တန်းမှာဆိုလို့ရှိရင်18 နှစ်ခုခေတ်မှာအရွယ်ရောက်တယ်ဒါ85 နှစ်တန်းပဲထားအောင်တော့18 နှစ်ဆိုအရွယ်ရောက်တယ်လို့သတ်မှတ်တယ်ပေါ့အဲ့တော့10 နှစ်ဆိုလို့ရှိရင်ဘယ်ချိန်အရွယ်ရောက်အောင်မလဲကိန်းကနန်းနဲ့တွက်ကြည့်လိုက်ပေါ့တွက်ကြည့်တော့9 လသမီးဆိုရင်တော့နည်းနည်းပို့ပြီးတော့နီးစပ်တယ်လို့ဒီလိုထင်တယ်ပေါ့9 နှစ်ဆိုတာတော့ကြီးလွန်အားကြီးသွားပြီသူကနောက်ထပ်9 နှစ်ဆိုဖွားကြီးဖြစ်ပြီးသေတော့မှာပဲရှိတယ်အဲ့တော့9 နှစ်မှအိမ်အောင်ကြတယ်ဆိုတာနောက်ကြတယ်လို့ထင်တယ်ပေါ့အဲ့ဒါလို့ငယ်ရွယ်တက်တန်းနေဆွရုပ်လာတဲ့အခါမှာအခုဒီเจ้าထဲမှာပေါက်ဖွားနေတဲ့ခွေးတွေကိုသတိထားမိကြည့်တယ်ခဏလေးပဲကြီးမွေးလာလို့ခွေးပေါက်စလေးတော်ကြာကြတော့အိမ်အောင်ကြကုန်ကြပြီသူတို့နော်မကြဘူးတစ်နှစ်တောင်မနေဘူးသူတို့အိမ်အောင်ကြကုန်ပြီအဲ့ဒါလူတွေဖြစ်တယ်အဲ့တော့ကောသလမင်းကြီးအိမ်မက်မက်တာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြဘူးအပွင့်လေးတွေပွင့်အသီးတွေသီးတယ်ဆိုတဲ့အိမ်မက်မှုဟာတဲ့တက်တန်းတိုးလာတဲ့ဆွရုပ်လာတဲ့လူလောကမှာအရွယ်တွေငယ်ငယ်နဲ့အိမ်အောင်ရသားကြမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေကိုနောက်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေအထားတွေကိုပုဗ္ဗနမိတ်အနေနဲ့မေတ္တာပါသင်မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်